โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပစ္စည်းတစ်ခုမှလာတယ်ပေါ့နော်ဒီနေ့ဒီကရောက်တော့ဖြစ်ပါတယ်ဒါကြောင့်ဒီပစ္စည်းလေးကိုအပေါင်းစင်းလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီပစ္စည်းလေးမဖွင့်ခင်မှာကျွန်တော်ဘာရွေးချက်ဒီပစ္စည်းလေးကိုမှာလဲဆိုတော့အခုကြည့်နေတဲ့သူတက်ပါပဲအခုကြည့်နေတဲ့ကျွန်တော်မှာပေါ့နော်ဒါအခုလူကိုင်း gaming channel ဆိုပြီးတော့ TikTok မှာလည်းဖွင့်ထားတယ်ပြီးတော့ကျွန်တော်မှာ Facebook ကောင်လည်းရှိသလို Instagram မှာလည်းပဲInstagram မှာဖွင့်ရသေးဘူးပေါ့နော်ဘာလို့ဆိုတော့အခုရှိနေတဲ့ TikTok ကောင်းတယ် Facebook မှာကိုပဲပေါ့နော်follower လေးတွေလဲလေးတွေကိုအခုမှစပြီး try လို့စူးစမ်းနေတာဖြစ်တယ်ကျွန်တော်ဒီပစ္စည်းကိုမှာတဲ့ဒီကရွေးချက်ကပါလဲဆိုတော့အခုကျွန်တော်ရဲ့လူကန် gaming channel ကိုကျွန်တော်ရေရှည်လို့တော့မှာဖြစ်ပြီးတော့မှဒီလူကန် gaming page ကိုပေါ့နော်ကျွန်တော်အကြာကြီးလောက်တော့မှာဖြစ်တယ်ပြီးတော့ပြောချင်တာကတော့အားလုံးနဲ့တူတူကျွန်တော် online ပေါ်မှာအချိန်ကြာကြီးပျော်ရွှင်စရာတွေတူတူဖွင့်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီရွေးချက်နဲ့အားလုံးနဲ့တူတူပျော်ရွှင်မှုဗန်ဒီကျွန်တော်ဒီပစ္စည်းလေးကိုမှားလိုက်တာဖြစ်ပါတယ်ဒီပစ္စည်းတော့ကျွန်တော်တားတော့မကြောက်တော့3ရက်တော့ကြာပြီပေါ့နော်โอเคဘာပစ္စည်းလဲဘာကြောင့်မှားလိုက်တာလဲဆိုတော့အတူတူကြည့်ကြမယ်နောက်ပြီးတော့ဒီကောင်ကလည်းတော်တော်ကြီးကိုအရေးကြီးမှာဖြစ်တယ်ပေါ့ကျွန်တော်ရဲ့နောက်ပိုင်းလုံးမဲပေါ့နော်ရရအောင်ပေါ့နော်ကျွန်တော်နောက်ပိုင်းလုံးမရအောင်လုပ်တယ်โอเคအဲ့ဒီကြည့်ရပြပါတယ်โอเคစပြီးတော့ပေါ့နော်โอเค 5 minutes later โอเคဖောင်းအဲ့ဒီမှာတိတ်ပါโอเคแถวพาละอันนี้เลยโอ้โหโอเคว่าปาชิมาเลยဆိုတော့ဒီစိတ်လေးဖြစ်လာပါเนาะကဲဘာလေးလေโอเคโอเคပါโอเคเนาะเฮ้Spider-Man အုပ်ထုပ်ဖြစ်ပါတယ် Spider-Man အုပ်ထုပ်ဖြစ်ပါတယ်เนาะဒီကောင်လေးကိုကျွန်တော်ဘာကြောင့်ဝယ်ရလဲဆိုတော့ကျွန်တော်ပြမယ်เนาะလောလောဆယ်တော့မိုက်တော့မိုက်ရတော့โอเคဖွင့်မယ်ဘယ်ကနေမှာလဲဆိုတော့ကျွန်တော်မပြောပြတော့เนาะဟလားโอเคဝိုးဝါโอเคအော်ဒီစလေးပါเนาะโอเคပါโอเคပါဗျာโอเคပါဗျာโอเคရှေ့ပဲเนาะအသားလေးကောင်းတယ်โอเคကျွန်တော်စွတ်ကြည့်မယ်เนาะfew moments later โอเคဘာညာနေထားအထက်မှာပူတော့ပူတယ်နော်ဟာဘာကြည့်ရလဲမင်းကြည့်ရလားဒါလေးပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုဒီလိုမျိုး mask နဲ့တူတူကျွန်တော်ရဲ့ TikTok မှာကောကျွန်တော်ရဲ့ Facebook မှာကောကျွန်တော်ကိုယ်တိုင်ကိုကြောက်ပါတော့ဒီ mask ကိုတက်ပြီးတော့မှ gain ဆော့မယ် like လွှင့်တော့မှာဖြစ်ပါတယ်အဲကြောင့်လို့ကျွန်တော်နောက်ပိုင်း content creation တော်တော်များများဒီ mask နဲ့ပါမှာပေါ့နော် Spider-Man mask နဲ့ပါမှာဖြစ်ပါတယ်ဘာကြောင့်လဲမမေးပါနဲ့သိချင်လားမမေးပါနဲ့ဘာဖြစ်လို့လဲဆိုတော့အားလုံးတက်ပဲဖြစ်ပါတယ် Oh my god, who the hell cares? ကျွန်တော်တက်လည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ TikTok ပါအဓိကရေးကြည့်တာကိုကျွန်တော် TikTok နဲ့ကျွန်တော်ရဲ့ဒီ page မှာပေါ့နော်နည်းနည်းလေး follower လေးတွေလွှမ်းနေပါတယ်အခုမှစတင်တာဖြစ်ပါတယ်အားလုံးနဲ့တူတူကျွန်တော်စပြီးတော့မှဒီလူကိုင်း gaming channel ကိုထောင်တဲ့အချိန်မှာပဲအားလုံးနဲ့တူတူမှတ်တရတဲ့ဖန်တီးချင်လို့ဆိုတော့ကျွန်တော်ဗီဒီယိုတစ်ခုမှပြပြခဲ့တာရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ TikTok account ရဲ့ကျွန်တော်ရဲ့ Facebook page လေးရဲ့ကိုအားလုံးပဲတူတူ like လေး follow လေးလုပ်ပေးကြပါလို့ပြောချင်ပါတယ်နော်။အားလုံးနဲ့တူတူ Spider-Man နဲ့ mask နဲ့ပြန်ဆောက်ကြပါမယ်။ Okay